တင်တို့ကိုဖယားတတန်နဲ့ဖန်ဆင်းထားသောကြောင့်တင်တို့ကလောကမှာယေရှုလှုပ်တဲ့ဤသူတင်လှုပ်နိုင်မှာဖြစ်တယ်တင်ဖယားသားဖြစ်တယ်ဖယားတတန်နဲ့ဖန်ဆင်းထားတဲ့သားဖြစ်တယ်တင်ကိုဖယားတခင်ကြီးမားတဲ့အမှုပြုမယ်တင်တို့ဟာတဲ့ဖယားဖြစ်တယ်တဲ့တိယောအခန်းကြီး၄အငယ်၁၉တင်ကိုတင်ဘဒူလဲဆိုတာမသိပဲနဲ့တင်ရှေ့မှာကြီးမားတဲ့မှုဘလို့မှမပြုနိုင်ဘူးတင်ကလောကမှာကိုတော့နီးတူကြီးဖြစ်နေတစ်စက်ကိုမရောဘူးဘာဖြစ်လို့လဲဖယားရဲ့တဒံတိုင်းကိုစတင်ဖန်ဆင်းထားတော်သူဖြစ်တော့ကြောင့်ဒါကြောင့်မို့သူကဖယားသခင်ပြုတဲ့အမှုတိုင်းကျွန်တော်တို့ကပြုရမယ်သူလှုပ်တဲ့နီးတိုင်းတင်လှုပ်ပါတဲ့သူလှုပ်တဲ့အမှုတိုင်းလှုပ်ရမယ်တဲ့ထိုအမှုထက်တာ၍တဲ့ဖယားလှုပ်ခဲ့တဲ့အမှုထက်တောင်ပါတဲ့ကြီးသောအမှုတွေကိုပြုမှာမင်းတို့ပဲတဲ့ငါသားသမီးတွေတဲ့ယုံကြည်တော်သူကငါပြုတော်အမှုပြုမယ်ဒို့ထက်မကတာရေးကြီးတော်မှုပြုမယ်ဘာဖြစ်လို့အဲ့ယုံကြည်ခြင်းက human faith မဖြစ်ရအောင် God kind of faith ဖြစ်ရမယ်ဖယားစီကလာတဲ့ယုံကြည်ခြင်းဒီနေ့သင်မရလို့မဖြစ်ဘူးဖယားစီကစကားမရမချင်းသင်ကယုံကြည်တယ်ဆိုမှသိကြံဖြစ်နေတယ်ယုံကြည်တဲ့လူတွေရံဖြစ်မဲ့ချိန်မရှိဘူးအမှုပြီးစီးဖို့တဲ့တင်အဲ့ဒါကိုပဲအာယုံဆိုင်မှာချီးမွမ်းပြီးမှတိမ့်ပိုက်ဖို့ပဲပြင်ဆင်နေတဲ့လူတွေဖြစ်တယ်ဟာလေလုယာတဲ့ယုံကြည်ခြင်းကမှတ်ထားညီကောင်မောင်နှမတွေစိတ်ကူးရင်နဲ့ယုံကြည်ခြင်းမဟုတ်ဘူးလက်တွေ့ယုံကြည်ခြင်းတင်တို့တိမ့်ပိုက်ဖို့ကျွန်တော်ဒီနေ့တင်တို့စပြောနေပြီအာမင်ဖယားခင်စိတ်တော်နဲ့တွေ့တဲ့ယုံကြည်ခြင်းဆိုတာ human faith မဟုတ်ဘူးဒီမျက်လုံးနဲ့မြင်တဲ့အရာတွေမဟုတ်ဘူးဖယားပြောတဲ့စကားဝိညာဉ်တော်အဖြစ်ပြောတဲ့စကားကိုကြားပြီးမှလှုပ်တဲ့အရာမျိုးကိုပြောနေတာဖြစ်တယ်ဟာလေလုယာအဲ့ဒါကိုရဖို့သင်ဒီနေ့အချိန်ပေးရမယ်ဖယားကိုသင်ဆွဲလိုက်ရမယ် Thank you Jesus Hallelujah Amen Praise the Lord